မင်္ဂလာပါမျိုးတို့ကျွန်တော်ဒီကနေ့တော့เนาะဒီကနေ့လဲကျွန်တော်အောင်ပွဲအနေနဲ့ဗာရရတယ်လို့ဆိုတော့ဟိုကီးထိတ်ကကီးဖြစ်သွားတယ်เนาะနောက်တစ်ခါကျွန်တော်မာစတာကီးတွေမှာမှန်တယ်အဲ့ဒါပဲရှိရပေါ့เนาะကျန်တာလေးမှာကျွန်တော်အောင်ပွဲရအောင်မလုပ်ပေးနိုင်သေးပါဘူးနောက်တစ်ခုကျွန်တော်တို့မျိုးတို့မနေ့ကကျွန်တော်ပြောခဲ့တယ်เนาะဟိုကဒီလိုထိတ်နှစ်ခုတူရင်9-3ညခွန်ဆိုတဲ့ထိတ်ကလာနိုင်တယ်လို့ပြောသွားတဲ့အတွက်ဒီမှာ9-3ညခွန်ရဲ့ထိတ်ကလည်းလာသွားတယ်ပေါ့နော်9ထိတ်လာသွားတယ်တို့တော့ညလည်းကျွန်တော်ကက်ကနန်းနေမှန်ခဲ့ဘူးဒါဆိုရင်မနေ့ကလည်းကျွန်တော်တို့ကဒီမှာ9ထိတ်လို့ကြားတဲ့အတွက်9-3ညခွန်ဒီဗုဒ္ဓဦးနဲ့ကြာသပတေးမှာပြန်ထပ်ထွက်နိုင်သေးလားဆိုတော့ကျွန်တော်သတိထားမှာဖြစ်ပါတယ်ကဲအဲ့တော့ကျွန်တော်တို့ဒီတစ်ပတ်20လေးပဲထပ်တင်မယ်ဗျနော်ဟိုဟာကျွန်တော်ပြောသလိုပေါ့ကျွန်တော်ကကီးတွက်နီတွေကောင်းတာဖြစ်တဲ့အတွက်ကျွန်တော်ကိုအကုန်လုံးယုံစားပြီးတော့မလုပ်ပါနဲ့နော်ကီးတွက်နီတွေကီးလေးတွေကိုယူပြီးတော့မိမိရဲ့အုံထောင်လေးနဲ့လည်းပေါင်းဆက်ပြီးကစားကြခြင်းပါတယ်နော်ကျွန်တော်အားနေချက်ကတော့ခုနကဏ္ဍထုတ်တဲ့အခါတွေမှာတိတ်အဆင်မပြေဘူးဗျနော်ကဲအဲ့တော့ကျွန်တော်20လေးပဲစမယ်20လေးပဲစမယ်ဆိုဘယ်ကစမလဲဆိုတော့4နှစ်3ကစမယ်ဗျ4နှစ်3 3-6 ခွန်8 8-9နှစ်ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့မှာကျွန်တော်တို့ဘယ်လိုတွက်မလဲဆိုတဲ့အခါကျတော့ဒီ3လုံးပေါင်းမယ်ဒီ3လုံးပေါင်းမယ်နော်ဒီ3လုံးကိုကျွန်တော်ပေါင်းပါမယ်တဲ့ဒီ3လုံးကိုပေါင်းရင်ကျွန်တော်တို့က2ပေါင်း6ပေါင်း1ညီမချင်း9ပါတဲ့နော်9ရဲ့ပါဝါက4 9ရဲ့နှက်ခတ်က6နော်ဒီ9ရဲ့နှက်ခတ်ကိုပြန်ယူတာနော်9 4 4 6ဆိုတော့ကီး3လုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားလဲကြည့်လိုက်ရအောင်2 5တဲ့မအောင်ပါဘူးဗျာခွန်9တဲ့ခွန်9မှာတော့ကျွန်တော်တို့9တလုံးထိပြီးအောင်ခဲ့တာကိုတွေ့ရမှာပဲဖြစ်ပါတယ်ဗျနော်9တလုံးထိပြီးအောင်ခဲ့တာကိုတွေ့ရမှာပဲဖြစ်ပါတယ်ကဲနောက်တစ်ပြင်ကြည့်မယ်3 3ည4 9 3 1 3ည3 5နှစ်3ည3ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါကိုကျွန်တော်တို့ကဒီ3လုံးပေါင်းမှာဖြစ်ပါတယ်เนาะဒီ3လုံးပေါင်းမှာအဲ့တော့3ညအပေါင်း1အပေါင်း2ပေါ့เนาะအဲ့တော့ပေါင်းရင်ကျွန်တော်3ရပါတယ်တဲ့3ရဲ့ပါဝါ8 3ရဲ့နှက်ခတ်က9 3 8 5ဆိုတဲ့ကီး3လုံးဒီပြင်မှာထွက်ရမယ်တဲ့ကဲအဲ့တော့ဘာထွက်သွားလဲကြည့်လိုက်ရအောင်3ခွန်နဲ့ဟော3ခွန်မှာ3တလုံးထိပြီးကျွန်တော်တို့အောင်ခဲ့ပါတယ်8 5တဲ့8 5မှာ8ကော9ရောထိပြီးအခွေအနေနဲ့အောင်ခဲ့တဲ့အတွက်ညာရောမနဲ့ကောအောင်ခဲ့တယ်လို့ဆိုရမှာဖြစ်ပါတယ်ကဲနောက်တစ်ပြန်ကြည့်ပါမယ်4 5ခွန်ခွန်5ခွန်6 5 3 9 4ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါလေးကိုကျွန်တော်တွက်မယ်ဆိုရင်ဒီ3လုံးကိုပေါင်းမှာဖြစ်ပါတယ်เนาะဒီ3လုံးကိုပေါင်းမှာဖြစ်တဲ့အတွက်5အပေါင်း3ညရတယ်အဲ့တော့3ညပဲရပါတယ်3ညရဲ့ပါဝါ5 3ညရဲ့နှက်ခတ်ကခွန်3ည5ခွန်ဆိုတဲ့ကီး3လုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်ဘာထွက်သွားလဲကြည့်လိုက်ရအောင်3 6တယ်မအောင်ပါဘူး8 5တဲ့8 5မှာတော့ကျွန်တော်တို့5တလုံးထိပြီးအောင်ခဲ့ပါတယ်အမျိုးတို့ကဲနောက်တစ်ပြန်တွက်ပါမယ်4 1 1ခွန်4 2 3 5 9 5ခွန်8ဆိုပြီးတော့ဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါကိုကျွန်တော်တို့ဒီ3လုံးပေါင်းပါမယ်ဒီ3လုံးပေါင်းမဲ့အတွက်1ပေါင်း2ပေါင်း5ပေါင်းတော့8ပါတဲ့เนาะ8ရဲ့ပါဝါ3 8ရဲ့နှက်ခတ်က1 8 3 1ဆိုတဲ့ကီး3လုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားသလဲဆိုတဲ့အခါကျတော့9 6တဲ့မအောင်ပါဘူးဗျာ5 1တဲ့5 1မှာကျွန်တော်1တလုံးထိပြီးတော့အောင်သွားတာကိုတွေ့ရမှာပဲဖြစ်ပါတယ်เนาะကျွန်တော်တို့ကီးတွေကတော့ကီးတွက်နီးလေးလည်းမှတ်ထားပါဗျာကျွန်တော်လည်းအများတိုင်းမအားတဲ့အခါမျိုးရှိပါတယ်เนาะနောက်တို့ကျွန်တော်မှလည်းစိတ်ကနာမငြိမ်တဲ့ကိစ္စလေးအများကြီးရှိရဗျเนาะစီးပွားရေးကိစ္စလေးပေါ့เนาะနောက်တစ်ခုကခွန်6 3 9ခွန်6 3 9 3 1ခွန်3 8 5ခွန်ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါလေးကိုတွက်မယ်ဆိုရင်နောက်တစ်ခါဒီ3လုံးကိုပေါင်းမှာဖြစ်ပါတယ်အဲ့တော့ပေါင်းမယ်ဆိုရင်6အပေါင်း1အပေါင်း8ပါတဲ့6နဲ့1နဲ့ပေါင်းခွန်နဲ့8နဲ့ပေါင်း5ပါတဲ့เนาะ
9ရဲ့ပါဝါ3ည9ရဲ့နှစ်ခက်က3 9 3ည3ဆိုတဲ့ကီး3လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားလဲကြည့်လိုက်ရအောင်တင်5တဲ့တင်5မှာ9တစ်လုံးထိပြီးအောင်ခဲ့ပါတယ်53မှာဒီ9ရောဒီ3ရောထိပြီးတော့အခွေအနေနဲ့ထပ်အောင်တဲ့အတွက်ညာမနဲ့အောင်လိုက်ပါရဲ့ဗျနောက်ကျွန်တော်ဟိုဟာတဲ့ကျွန်တော်ရသက်ပံအတုံးချတဲ့နီးတွေလည်းလေယူထားပါနော်ဟိုနာကျွန်တော်ပြောလို့ထိန်းတစ်ခုတူရင်933ဆို939ခွန်ဆိုတဲ့ထိတ်ကလာတယ်ဆိုတာလေးတွေပေါ့နော်အဲ့ဒါလေးကမပြတ်တဲ့ဟာလေးတွေပါနော်နောက်တစ်ခါကျတော့ကျွန်တော်တို့ပြီးခဲ့တဲ့ဘက်ကကျွန်တော်တနင်္လာနေ့ကျွန်တော်မပြောပြခဲ့ဘူးအဲ့ဘာလဲဆိုပြီးခဲ့တဲ့ဘက်ကနက်ခတ်လို့ကြာထားတာရှိရနော်4နှစ်တို့ဘာလို့ထွက်တာရှိအဲ့အတွက်ကကျွန်တော်တို့ကခုနှစ်ပရိတ်ကမွေးပရိတ်ဖြစ်တယ်ဆိုတာမပြောပြခဲ့ဘူးနော်ဒီမှာဟို80ဆိုဘာလို့ထွက်သွားတာကိုအမျိုးတို့တွေ့ရမှာဖြစ်တယ်အဲ့ဒါလေးတွေစာကလေးနဲ့ကူးထားပါကြိုက်ရင်ပေါ့နော်မကြိုက်လို့ရှိရင်ကျွန်တော်ဟာသုံးမရဘူးပုံစံမကြောက်ထင်မကူပါနဲ့နော်ကျွန်တော်ပြောတာစေတနာနဲ့ပြောတာပါအဲ့တော့နောက်တစ်ခါနောက်တစ်ပြင်ကိုတွက်ပါမယ်တင်5နှစ်4ခွန်3ည8 4598ဆိုပြီးဒီလိုမျိုးထွက်ထားပါတယ်ကျွန်တော်စေတနာနဲ့ပေးခြင်းပဲဖြစ်တယ်ကျွန်တော်မြည်သူစီမံငွေကြေးအခါကြီးငွေနဲ့တောင်းပြီးကျွန်တော်လောက်တာမဟုတ်ဘူးเนาะဟိုမှားခြင်းမှန်ခြင်းတော့ရှိလိမ့်မယ်ဒါကိုကြိုက်မှယူကျွန်တော်ခုနပြောလို့အမြဲတမ်းမှန်နေပါမယ်လို့ပြောလို့မရဟုတ်လားအဲ့တော့ကျွန်တော်ဒီ3လုံးကိုပေါင်းမှဖြစ်ပါတယ်အဲ့တော့9အပေါင်း3ညအပေါင်း9ပါတဲ့အဲ့3လုံးပေါင်းတဲ့ခါ3ညပါတဲ့เนาะ3ညရဲ့ပါဝါ9 3ညရဲ့နှစ်ခက်ကခွန်3ည9ခွန်ဆိုတော့ဒီ3လုံးပဲထပ်ထွက်ရအောင်မဲတဲ့အဲ့မှာဘာထွက်သွားလဲဆိုတဲ့အခါကျတော့2 4တဲ့မအောင်ပါဘူးဗျာ3ည1တဲ့3ည1မှာ3ညတစ်လုံးထိပြီးအောင်သွားတာကိုအမျိုးတို့တွေ့ရမှာဖြစ်ပါတယ်ကျွန်တော်ကဒီဟာမျိုးတွေပြတယ်ဟိုဟာဖြစ်တယ်ဆိုတော့ကျွန်တော်စေတနာအရနော်ကျွန်တော်ဝါသနာအရပြခြင်းပဲဖြစ်တယ်မြည်သူဟိုဟာဖြစ်ဘူးဒီကြားထဲလာပြီးတော့တချို့ဆိုထော်လကန့်လန့်နေမှတ်တာရှိပါတယ်မှန်ရင်နေကျွန်တော်အောင်လည်းမစားဘူးကျွန်တော်ဒီပေါ်မှာစီးပွားရှာနေတာမဟုတ်ဘူးဟုတ်လားနောက်တစ်ခါကျတော့ခွန်3 3ည1နေ့ရှိ3ညခွန်3ည4 96ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့လေးကိုကျွန်တော်တွက်မယ်ဆိုရင်8ကဒီ3လုံးပေါင်းမှာဖြစ်ပါတယ်အဲ့တော့3အပေါင်း8အပေါင်း4ပါတဲ့အဲ့တော့ဘာဖြစ်လဲ3နဲ့8နဲ့ပေါင်းတော့4နဲ့ပေါင်းတော့5ပါတဲ့9ရဲ့ပါဝါ3ည9ရဲ့နှစ်ခက်က3 5 3ည3ဆိုတဲ့ဒီ3လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာဘာထွက်သွားသလဲဆိုတဲ့အခါကျတော့ခွန်2တဲ့မအောင်သေးပါဘူး3ည3ဟော3ည3မှာ3ညရော3ရောထိပြီးအခွေအနေနဲ့ထပ်အောင်မြန်ပါတယ်ဗျအခွေတွေကတော့တော်တော်ထွက်တဲ့ကြီးတွက်နည်းတွေပါနော်ကဲနောက်တစ်ပြင်တွက်ပါမယ်4 5 3ည5ကျွန်တော်ဖုန်းကခဏထွက်သွားတော့နော်နည်းနည်းလေးဆက်ဟိုဟာသွားတယ်စကားပြောခါသွားနေနားလည်ပေးပါနော်4 5 3ည5 4 5 3ည5ပြီးတော့ခါကျ3 1ခွန်6 3 1ခွန်6ခွန်1 68ဆိုပြီးတော့ကျွန်တော်ဒီလိုမျိုးထွက်ထားပါတယ်အားလေးကိုတွက်မယ်ဆိုရင်ဒီ3လုံးကိုပေါင်းရမှာဖြစ်ပါတယ်အဲ့တော့5အပေါင်း1အပေါင်း1ညီမချင်းခွန်ပါတဲ့ခွန်ရပါဝါ2ခွန်ရတဲ့ခက်က3ညခွန်2 3ညဆိုတော့ဒီ3လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်ဘာထွက်သွားလဲဆိုတဲ့အခါကျတော့4နှစ်တဲ့4နှစ်မှာ2တစ်လုံးထိပြီးအောင်ခဲ့ပါတယ်4တဲ့4မှာတော့ကျွန်တော်တို့မအောင်ပါဘူးဗျကဲကောင်းပြီအဲ့တော့ဒီလိုမျိုးလေးစတိုက်မှန်နေတဲ့ကီးလေးကိုကျွန်တော်ထပ်ပြီးတော့ဗုဒ္ဓနေ့အတွက်ထုတ်လိုက်ရအောင်4391ခွန်3ညခွန်2 5451ဆိုပြီးဒီလိုမျိုးထွက်ထားပါတယ်အဲ့မှာကျွန်တော်ခုနပြောကြရှိပါတယ်ဒီမှာခွန်ဒီလိုထိတ်နှစ်ခုတူတဲ့အတွက်53ညခွန်ဆိုတဲ့ထိတ်ကြီးကတစ်ချိန်လာမယ်လို့ပြောတဲ့အခါဒီမှာ53ည5ထိတ်ဆိုပြီးလာတယ်နောက်တစ်ခါအခုဒီမှာ9နဲ့9နဲ့ထပ်တူနေပြန်ပြီအဲ့တော့53ညခွန်ဆိုတဲ့ထိတ်ကလာအောင်မလားနော်မနေ့ကပဲလာမလားတပတ်ခါပဲလာမလားလာတော့လာလိမ့်မယ်နော်အဲ့တော့ကျွန်တော်တို့ဒီကနေ့ကီးနဲ့ကီးလေးတွက်ကြည့်လိုက်အောင်ဒီကနေ့ကီးကဒီ3လုံးကိုပေါင်းမှာဖြစ်ပါတယ်အဲ့တော့ဘာလဲဆိုတော့3အပေါင်း3ညအပေါင်း4အားလုံးပေါင်းတော့ကျွန်တော်တို့ခွန်ပါတယ်နော်ခွန်ရပါဝါ2ခွန်ရတဲ့ခက်က3ညခွန်2 3ညကောင်းပြီအဲ့တော့ဒီမှာခွန်2 3ညဒီမှာ9 3ညခွန်ဆိုတော့ကီးနကီးကတော့သွားပြီးတိုက်ဆိုင်နေတာအဲ့တော့ကောင်းပြီဒီကောင်းဆိုရင်ကျွန်တော်တို့3ညခွန်ကကျွန်တော် main လို့ပြောရမှာပဲဖြစ်ပါတယ်ဗျနော်ကဲအဲ့တော့ကျွန်တော်တို့ဒါလေးနဲ့ကပ်ပြီးတော့နည်းနည်းစဉ်းစားကြည့်လိုက်အောင်ကီးထိတ်နော်ကီးထိတ်ကတော့2ရက်ရှိပြီနော်ကျွန်တော်တို့ဟိုဟာ
ထိတ်အနေနဲ့မထွက်ဘဲနဲ့ကီးအနေနဲ့ထွက်သွားတာနော်အဲ့တော့မနေ့ကအတွက်ကီးထိတ်ကဘာလဲဆိုတဲ့အခါကျတော့816ပါတဲ့နော်816ကောင်းပြီအဲ့တော့ခုနကီးရိုးက9 3ည9 3ညအဲ့တော့ကျွန်တော်တို့ပြောကြရရှိတယ်နော်မနေ့ကဟိုဆိုရင်ကျွန်တော်တို့ကကီးနဲ့ဟိုဟာနဲ့ဟိုကီးထိတ်နဲ့ကျွန်တော်တို့ဟိုဟာဒီ939ခွန်ကီးနဲ့ကတ်သွားတယ်နော်ကတ်ပြီးကစားသွားတယ်ဒီနေ့ရောကျွန်တော်တို့939ခွန်နဲ့816နေကကတ်ပဲကစားမလားဒါတော့ကျွန်တော်အမှန်တော့မပြောတတ်ဘူးပေါ့နော်ကဲအဲ့တော့ကျွန်တော်မာစတာကီးတွေကြည့်မယ်မာစတာကီးတွေကမနေ့ကမာစတာကီးကကီးတစ်ခုက9 6 4 2တဲ့နောက်ကီးတစ်ခုက8316တဲ့8316တဲ့ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ကဒီမှာအကြိုက်ဆုံးအနေနဲ့ကျွန်တော်ကဒီခွန်ရဲ့3ညရောကျွန်တော်အကြိုက်ဆုံးကစားမှာဖြစ်တဲ့အတွက်အဲ့တော့ခွန်3ညနဲ့ကတ်မယ်အဲ့တော့8ခွန်1ခွန်နောက်က6ခွန်ဒီလိုလာမယ်နောက်တစ်ခါကျတော့ကဲဖုန်းကလည်းခဏခဏ error တက်ပြီးထွက်နေเนาะအဲ့တော့ကျွန်တော်တို့မှာ8ခွန်1ခွန်6ခွန်နောက်တစ်ခါကျ83ည13ညနောက်ပြီးတော့63ညဟုတ်ပြီအဲ့တော့ကျွန်တော်တို့ကဒီမှာဒီခွန်3ညကိုကျွန်တော်ကဘောင်းကစားပို့ပြီးကစားတဲ့ဆို93ညခွန်ဆိုရကီးထိတ်ရှိလို့เนาะအဲ့တော့ဟိုဟာအဲ့တော့ဒီကောင်နဲ့ဆိုတော့ကျွန်တော်အပြန်လှန်လေးတော့ဒီကောင်လေးကစားမှာဖြစ်တယ်ဗျအဲ့တော့ကျွန်တော်တို့ဒီနေ့မှာပြန်ကြည့်မယ်ဆိုရင်80ခွန်ဒီတစ်လုံးပဲထိတယ်နောက်1ခွန်ကလည်းဒီတစ်တန်းပဲထိတယ်နော်6ခွန်ဆိုရင်တော့6ကနှလုံးပါနေတဲ့အတွက်6ခွန်ကဒါလှတယ်လို့ပြောရမှာဖြစ်တယ်နောက်က80လဲဒီလိုပဲတစ်လုံးပဲထိတယ်ဟို10ကျလဲတစ်လုံးပဲထိတယ်60ဒီကျွန်တော်တို့နှစ်ကီးတစ်လုံးထိရတဲ့အတွက်ဒီနှစ်ခုကိုကျွန်တော်ကတင်ကနန်းဖြစ်နေစဉ်းစားရမှာဖြစ်တယ်နော်အဲ့ထက်မှကျွန်တော်ကဘာလဲဆိုတော့မနေ့ကနဲ့ကွာကျွန်တော်တို့လိုက်နေတဲ့ဟိုဘရိတ်ရှိတယ်အဲ့ဒါကတော့ပြက်ခဲတဲ့ဘရိတ်တွေဖြစ်တဲ့အတွက်ကျွန်တော်ကတော့အားကိုတွေယုံကြည်စွာနဲ့ဆက်ပြီးတော့စဉ်းစားထားတယ်ပေါ့နော်ဒါမှပြတ်တော့လည်းမတက်နိုင်ဘူးပေါ့ဗျာအဲ့ဒီမှာ93ည38ဆိုတဲ့ဘရိတ်နော်အဲ့ဘရိတ်ကမထွက်သေးဘူးအဲ့တော့ကျွန်တော်ဒီမှာပြန်ကြည့်ရင်93ည38နဲ့ပတ်သက်တယ်ဆို60ခွန်ကကျွန်တော်အားကောင်းဆုံးလို့ကျွန်တော်ပြောရမှာပဲဖြစ်တယ်နော်60ခွန်ကအားကောင်းဆုံးဒုတိယအားကောင်းတာက60ပေါ့နော်60ကတော့ဒီဘရိတ်နဲ့မကိုက်ဘူးတိုးတော့ညာလဲဒီမှာကီးအားရှိတယ်အဲ့တော့ဘရိတ်နဲ့လည်းကိုက်တာကဒီမှာကျွန်တော်တို့80ခွန်ဒီ9ဘရိတ်နော်နောက်က1ခွန်ဒီ10ဘရိတ်နောက်က80ဒီ10ဘရိတ်ဆိုတဲ့အတွက်ဒီ3ခွက်ကိုလည်းကျွန်တော်ကဒုတိယအရန်အနေနဲ့ကျွန်တော်ကစားစီခြင်းတယ်ဒီ၄ခွက်ပေါ့နော်အဲဒုတိယအရန်အနေနဲ့ကစားစီခြင်းပါတယ်အဲ့တော့ဒါတော့ကျွန်တော်ညံစွမ်းရှိသလောက်ပြောခြင်းပဲဖြစ်တယ်ကျွန်တော်ဒီကနန်းထုတ်တဲ့နေရာမှာအားနည်းချက်တွေရှိရဆိုလိုက်အမြဲတမ်းဟိုးတော့ကနားမနာခင်လည်းပြောခဲ့တယ်နားတဲ့အခါမှာလည်းပြောတယ်အဲ့တော့ကျွန်တော်ကအဓိကပါလဲကီးလိုက်နေအားတာတယ်အဲ့တော့အဓိကကတော့အမျိုးတို့အနေနဲ့အသုံးချတတ်ရင်အကျိုးရှိပါတယ်အဲ့တော့ဗာလဲဆိုတော့ကီးလေးတွေကိုအဓိကထားပြီးမိမိရဲ့ဝမ်းချင်းလေးတွေဗာလေးတွေကောင်းတာလေးရှိရင်အဲ့ဒါလေးနဲ့ကစားရင်ပေါကနန်းပို့ပြီးနီးစပ်ပါတယ်เนาะကျွန်တော်ထုတ်တာကြီးပဲလေအမြဲအားကိုးမနေနဲ့ပေါ့ဟုတ်လားကဲအဲ့တော့ကျွန်တော်ရဲ့ညံစွမ်းရှိသလောက်တင်ပြမှုကတော့ဒီလောက်ပဲဖြစ်ပါတယ်အားလုံးစိတ်ချမ်းသာရင်ကိုယ်ကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေလို့ဆုတောင်းပေးဒီကနေ့ဗီဒီယိုဖိုင်လေးကိုကျွန်တော်ဒီမှာနေမဲ့အဆုံးတတ်လိုက်ပါတယ်ဗျာ